မြင်းတောင်းကမော့ကြည့်ရတယ်မော့ကြည့်ရတဲ့အတွက် observer ကအောက်မှာရှိမယ်ဝတ္ထုကအမြင့်တနေရာမှာရှိမယ်နှိမ်တောင်းကငုံကြည့်ရတယ်ငုံကြည့်ရတဲ့အတွက် observer ကအမြင့်တနေရာမှာရှိမယ်အားလုံးမင်္ဂလာပါ0 degree မှာ grade 10 chapter 10ရဲ့နောက်ဆုံးခေါင်းစဉ်ဖြစ်တဲ့ angle elevation နဲ့ angle depression ဆိုတဲ့ခေါင်းစဉ်ကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်မှာကျွန်တော်တွေ့တဲ့အတိုင်းပဲနှစ်ပိုင်းပါတယ် angle elevation ဆိုတာကမြန်မာလိုဆိုရင်တော့မြင့်တောင်ကိုပြောချင်တာပါ angle depression ကတော့နှိမ်တောင်လို့ခေါ်ပါတယ်ဒီခေါင်းစဉ်တစ်ခုကကျွန်တော် grade 8တုန်းကမြန်မာလိုသင်ခဲ့ရတယ်ဒီမှာတော့ကျွန်တော် English လိုပြန်ပြောင်းသွားမယ်ဒါပါပဲเนาะဆိုလိုရင်းကတော့အတူတူပဲကျွန်တော်အခြေခံသဘောတရားတွေကတော့အတူတူပါပဲဒါဆိုရင်မြင့်တောင်ကိုကျွန်တော်ပြန်ပြီးတော့ကြည့်အောင်ဒီပုံလေးကိုကျွန်တော်လေ့လာမယ်ဆိုရင်ဒီမှာ observer ဆိုတဲ့ကြည့်ရှုသူရှိတယ်ကြည့်ရှုသူရှိတဲ့အတွက်ကြောင့်မလို့အကြည့်ခံမဲ့ဒီမှာ object ဆိုတာလေးရှိတယ်ဒီ object နဲ့ကြည့်ရှုသူ observer ကဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင် observer ကမော့ကြည့်ရတဲ့အနေအထားဖြစ်နေเนาะ observer ကဝတ္ထုကိုမော့ကြည့်ရတယ်ဝတ္ထုကအပေါ်မှာရှိနေအဲ့လိုအချိန်မှာဖြစ်လာတဲ့ down လေးကို angle elevation လို့ခေါ်တာဒီ down ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘာလေးရှိရမလဲဆိုရင် horizontal line လေးရှိရမယ်ဒီ eye level ပေါ့เนาะဒီကြည့်ရှုသူရဲ့မျက်လုံးနဲ့တန်းနဲ့ဖြစ်နေတဲ့ line လေးနောက်အဲ့ဒီ line လေးဒီဆရာတို့အောက်ကဒီ reference line ဒီမြေပြင်က line နဲ့သူကပြိုင်နေရမယ်ဒါတစ်ချက်ရှိမယ်ပြီးတော့ဒီမျက်လုံးနဲ့ဒီ object နဲ့ကိုလှမ်းဆွဲထားတဲ့မြင်းဖြောင်လေးတစ်ချောင်းရှိမယ်အဲ့ဒီကောင်ကို line of sight လို့ခေါ်တယ်အဲ့ဒီ line of sight နဲ့ဒီ horizontal line ရဲ့ကြားထဲမှာရှိတဲ့ down လေးကို angle elevation လို့ခေါ်တာမြင့်တောင်လို့ခေါ်တာအဲ့မြင့်တောင်ဆိုတာဒါပါပဲဒါဆိုရင်နောက်ထပ်တစ်ပိုင်းကဆိုတော့နှိမ်တောင်ဆိုတာလေးကြည့်အောင်ဒီမှာတော့ဆိုတော့အခြေအနေကပြောင်းပြန်ဖြစ်သွားတယ် observer ကအပေါ်မှာရှိတယ်အကြည့်ခံရမယ့်ဝတ္ထုက observer ရဲ့အောက်ဖက်နှိမ်တဲ့ဘက်မှာရှိတယ်ဆိုတော့သူဘာလို့ကြည့်ရမလဲဆိုလို့ရှိရင်သူငုံကြည့်ရမှာပေါ့ okay အဲ့တော့ငုံကြည့်လိုက်တဲ့အခါကျရင်ရှေ့ကလိုပဲဒီ eye level ဒီအောက်က reference line နဲ့ဒီကောင်နဲ့က parallel ဖြစ်နေရမယ်အပြိုင်ဖြစ်နေရမယ် eye level နောက်တစ်ခါဒီမျက်လုံးနဲ့ဝတ္ထုနဲ့ကိုလှမ်းပြီးဆွဲထားတဲ့မြင်းဖြောင်လေးအဲ့ဒါကို line of sight လို့ခေါ်တယ်အဲ့ဒီ line of sight နဲ့ဒီ eye level horizontal line ကြားထဲမှာရှိတဲ့ down လေးကို angle of depression နှိမ်တောင်လို့ခေါ်တယ်ဆိုတော့မြင့်တောင်နဲ့နှိမ်တောင်ဒါပဲကွာတယ်ပေါ့နော်မြင့်တောင်ကမော့ကြည့်ရတယ်မော့ကြည့်ရတဲ့အတွက် observer ကအောက်မှာရှိမယ်ဝတ္ထုကအမြင့်တနေရာမှာရှိမယ်နှိမ်တောင်ကငုံကြည့်ရတယ်ငုံကြည့်ရတဲ့အတွက် observer ကအမြင့်တနေရာမှာရှိမယ်ဝတ္ထုက observer နဲ့ရှင်းလိုက်ရင်နှိမ်တဲ့နေရာတစ်ခုမှာရှိမယ်ဒါဆိုလို့ရှိရင်ဂျားထဲမှာဖြစ်ပေါ်တဲ့ down တွေကိုဆရာတို့ကနှိမ်တောင်သို့မဟုတ်မြင့်တောင်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဝတ္ထုနဲ့ observer ရဲ့ဒီအခြေအနေပေါ်နေရာပေါ်မူတည်ပြီးတော့ down မျိုးစားကွာသွားတယ်ဆိုတော့ဒါလေးကိုနားလည်ပြီဆိုရင်ဆရာတို့ပုံစံတွဲလေးတွေကိုဆက်ကြည့်အောင် exercise 10.6 ရဲ့ number 1မှာဆရာတို့ကိုမေးထားတဲ့မေးခွန်းလေးကိုအရင်ဆုံးဖတ်ကြည့်အောင် a mountain railway ဆိုတော့တောင်တက်မီးရထားလမ်းလေးတစ်ခုပေါ့နော်ဒီမီးရထားလမ်းတစ်ခုကတဲ့ runs for 400 years သူဘယ်လောက်ရှည်လဲဆိုရင်ပေ400ရှည်တယ် at a uniform slope of 30 degree with the horizontal ရေပြင်ညီနဲ့စောင်းသွားတယ်ဘယ်လောက်စောင်းသွားလဲဆိုရင်30 degree စောင်းသွားတယ်တဲ့ဒီကြီးကိုဆရာတို့ပုံလေးနဲ့ပြုတ်ခေါ်ကြအောင်တောင်တက်မီးရထားလမ်းလေးဆိုတော့ဆရာတို့ဒီလိုမျိုး slope ပုံစံလေးဖြစ်တယ်ဒီကောင်လေးက mountain railway ဖြစ်မယ်MOUNTAIN RAILWAY ဒါတောင်တက်မီးရထားလမ်းလေးအဲ့ဒီကောင်ဒီဘယ်လောက်ရှည်လဲဆိုရင်400 YARDS နောက်တစ်ခါသူဒီမြေပြင် horizontal line နဲ့30 degree စောင်းနေတယ်ဆိုတော့ဒီကောင်လေးက30 degree စောင်းနေတယ်အပေးချက်ကိုဆရာတို့ပုံဖော်လိုက်ရင်ဒါလေးရမယ်ပြီးတော့မင်းကုန်းဆက်ဖက်ကြည့်what is the horizontal distance between its two ends အဲ့ဒီမီးရထားလမ်းရဲ့အစနဲ့အဆုံးကြားမှာရှိတဲ့ horizontal distance ဆိုတာရေပြင်ကြီးအကွာအဝေးကိုရှာပေးပါတဲ့ဆိုတော့အစကတော့ဆရာတို့ဒီနားကနေစမှာပေါ့အဆုံးကသူဘယ်မှာဆုံးသွားလဲဆိုရင်ဒီနားမှာဆုံးသွားတယ်ဒါပေမဲ့သူရှာခိုင်းတာကရေပြင်ကြီးအကွာအဝေးဖြစ်တဲ့ကြောင့်မလို့ဆရာတို့ဒီကနေပြီးတော့ဒီကို down match ဆွဲချလိုက်ရင်ဒီမှာအမှတ်လေးတစ်မှတ်ရအဲ့ဒီအမှတ်ကိုလှမ်းဆက်လိုက်တဲ့ဒီမြင်းလေးရဲ့အလျားကိုဆရာတို့ရှာမှာဖြစ်တယ်ဆိုတော့ဒီကောင်က down match ဆွဲရမယ်အဲ့တော့နာမည်ခေါ်ရလွယ်အောင်လို့ဆရာတို့ကဒီမှာနာမည်လေးတွေပေးလိုက်
A B C လို့ထားလိုက်ဒါဆိုရင်ဆရာတို့ရှာမှာဒီ AC ရဲ့အလျောက်ရှာမှာဖြစ်တယ်အဲ့တော့ဆရာတို့ကိုဒီမှာ what problem နဲ့ပေးထားတယ်ဆရာတို့ကပုံပြန်ဆွဲတယ်ရှေ့မှာဆရာတို့တွက်ခဲ့တာတော့စာသားနဲ့ပေးတာတိတ်မရှိဘူးပုံပေးတယ်ဒါကိုဆရာတို့ကတခါတည်းတန်းတွေ့တယ်ပေါ့နော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဆရာတို့အနာတနာသိတယ်တောင်းတောင်းသိတယ်အနာတနာရှာခိုင်းတယ်ဆိုတော့ရှေ့ကဒါမျိုးပုံစံတွေဆရာတို့တွက်ခဲ့မှုတယ်ပေါ့လိုချင်တဲ့အနာကိုတီးရဲ့အနာနဲ့စာညီမကြီးရဲ့ left hand side sorry right hand side မှာ tree ကိုအချိုးယူဒါပဲဒီနည်းနဲ့ဆရာတို့သွားခဲ့တယ်ဒီမှာလည်းအဲ့တိုင်းပဲဆရာတို့လိုချင်တာက AC ကိုလိုချင်တယ်အဲ့တော့ AC ကိုတီးပြီးတော့အလျားကိုအတိအကျသိတာက AB နဲ့သိတယ် AB နဲ့စားမယ်နောက်တစ်ခါ AC over AB က 3 ကိုအချိုးပါလဲဆိုတော့ဆရာတို့စဉ်းစားမယ်ဘယ်ကနေကြည့်မလဲဆိုရင်30 degree ဆိုတဲ့ထောင့်ကနေဆရာတို့ကြည့်မယ်ဒီထောင့်ကိုဆရာတို့သိတာ哦30ကနေကြည့်မယ်ဆိုရင် ACD adjacent ဖြစ်တယ် ABD hypotenuse ဖြစ်တယ်သူဒီ90 degree နဲ့ opposite ဖြစ်နေတယ် hypotenuse အဲဆို adjacent ကိုတီးပြီးတော့ hypotenuse နဲ့စားရဲဆိုတာဒီ cos အချိုးဖြစ်တယ်ဆိုတော့ cos 30 degree ဆိုပြီးဆရာတို့ရသွားမယ် AC ကိုလိုချင်ရင်ဆရာတို့ AB နဲ့နှစ်ဖက်စလုံးကိုမြှောက်လိုက်အဲ့တော့ AB က400တခါတည်းထည့်လိုက်မယ်400 cos 30 degree မှာဆရာတို့30နဲ့ဒီ adjacent ဖြစ်တာက √3 down မှန်ကန်အနာက2ဒါဆိုရင်ဆရာတို့ဒီမှာ reduce လုပ်လိုက်လို့ရှိရင်200 √3 ဆိုပြီးတော့ရသွားမယ်ဒါဒီဆရာတို့လိုချင်တဲ့ horizontal distance ဖြစ်တယ်ဆရာတို့နောက်ဆုံးမှာအဖြေရပြီဆိုတော့ဆရာတို့ answer sentence လေးပြန်ရေးပေးမယ် therefore the horizontal distance equal ရတဲ့အဖြေက200 √3 ပြီးတော့ဆရာတို့ unit ထည့်ပေးရမယ်ဒီမှာ unit က yard နဲ့တိုင်းထားတာဖြစ်တယ် YARDS yard ဒါဆိုရင်တော့ဆရာတို့လိုချင်တဲ့အဖြေရသွားပြီပဲဖြစ်ပါတယ် Okay နောက်တစ်ခါ number 2ကိုဆရာတို့ဆက်ကြည့်အောင် number 2မှာပေးထားတဲ့မေးခွန်းက a vertical mast ထောင်လိုက်ထောင်ထားတဲ့ဒီရွက်တိုင်လိုမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲအလန်တိုင်လိုမျိုးအဲ့ဒီတိုင်လေးဟာတဲ့ is secure from its top သူ့ရဲ့ထိပ်မှာတဲ့ခြိထားတယ်ဗာနဲ့ခြိထားလဲဆိုရင် by straight cables 600 feet long fixed into the ground ဆိုတော့ပုံလေးနဲ့ဆရာတို့တစ်ခါတည်းတွေ့ကြည့်လိုက်မယ်ဒီကောင်လေးက vertical mast ဖြစ်တယ်အဲ့သူ့ရဲ့ထိပ်နဲ့မြေပြင်နဲ့ကိုကျိုးနဲ့လှမ်းပြီးတော့ခြိထားတယ်ခြိထားတဲ့ကျိုးရဲ့အရှည်က600 feet လို့ပေးထားတယ်ဆိုတော့ဒီကောင်ရဲ့အရှည်က600 feet လို့ပေးထားတယ်ပြီးတဲ့အခါကျရင် each cable အဲ့ဒီကျိုးတစ်ချောင်းချင်းစီကတဲ့ makes angle of 60 degree with the ground မြေပြင်နဲ့60 degree စောင်းနေတယ်တဲ့ဆိုတော့မြေပြင်ကဒီကောင်ပေါ့အဲ့ဒီကောင်နဲ့60 degree စောင်းနေရဆိုတော့ဒီထောင့်က60 degree ရှိတယ်လို့ပြောရတယ်အတူတူပဲဆရာတို့ရှာခိုင်းတာက what is the height of the mast အဲ့ဒီရွက်တိုင်လေးရဲ့အမြင့်ကိုရှာခိုင်းတယ်ဆိုတော့ဒီကောင်လေးကဆရာတို့ထောင့်မှတ်ကြနေမှာပေါ့မြေပြင်နဲ့က okay ဒီမှာဗာလေးပြောထားလဲဆိုရင် straight cable ဆိုတာလေးပြောထားတယ်အဲ့ဒီကျိုးတွေဒီလိုမျိုးဂျားထဲမှာခွေခောက်မနေဘူးတင်းတင်းလေးဖြစ်နေတယ်ပေါ့နော်ဒါမျိုးလေးဖြစ်နေတယ်ဒါလေးကိုတော့ပု္ပ္ပာကပြောပြီးသားဆိုတော့ဆရာတို့ trade true လို့စဉ်းစားကြရမလို့တော့ဘူးဒါဆိုရင်တော့ဆရာတို့နာမည်ပေးလိုက်မယ်ဒီကောင်က ABC လို့ပဲပေးလိုက်မယ်ပေါ့ ABC ဒါဒီ cable ဖြစ်တယ်နော် AB ဒီသူပြောတဲ့ straight cable ဖြစ်တယ်ဆိုတော့ရှေ့ကပု္ပ္ပာနဲ့တူတူပါပဲဆရာတို့အနားတည်တယ်တောင်းတောင်းတည်တယ်နောက်ထပ်အနားတနာကိုရှာခိုင်းတယ်ဆရာတို့ရှာရမယ့်အနားဒီ BC ဖြစ်တယ်ဒါကြောင့် BC ကိုတီးပြီးတော့ BC over အတိအကျသိတာက AB ဖြစ်တယ်ဆိုတော့ AB နဲ့စားမယ် equal 3ကိုချိုးယူမယ်60ကနေကြည့်ရင် BC ဒီ opposite ဖြစ်တယ်ဒီ AB ဆိုတာက hypotenuse ဖြစ်တယ်ဒါကြောင့် sin 60 degree ဖြစ်တယ် opposite ကိုတီးပြီးတော့ hypotenuse နဲ့စားတာဆရာတို့ BC ကိုလိုချင်ရင် AB ကသွားမြောက်မယ်အဲ့တော့ AB က600လို့ပေးထားတယ်ဆိုတော့600 times sin 60 degree ဆိုတော့60နဲ့ opposite ဖြစ်တာက √3 hypotenuse က2ဆိုတော့ √3 over 2ဖြစ်မယ် so times √3 over 2အဲ့တော့ဆရာတို့600နဲ့2နဲ့ကို reduce လုပ်လိုက်လို့ရှိရင်300 √3 ဆိုပြီးတော့ရသွားမယ်ဒါဒီဆရာတို့လိုချင်တဲ့ height of the mast ဖြစ်တယ်so therefore
the height height the height of the mast equal 300 root 3တိုင်းတာဒီ feet နဲ့တိုင်းတာဖြစ်တဲ့အတွက် unit က feet ဖြစ်မယ် okay ဒါကတော့ဆိုတော့ number 2ဖြစ်တယ်နောက်တစ်ပုဒ်ကတော့ number 3ကိုဆိုတော့ဆက်သွားရအောင်ကျွန်တော်မိကုန်းကိုအရင်ဆုံးနားလည်အောင်ဖတ်ကြည့်မယ် a kite flying at a height of 600 yards 600 yards ဆိုတာဆိုတော့ဒီ height အဲ့စွန်ရဲ့အမြင့်ဖြစ်တယ်เนาะသူရောက်နေတဲ့နေရာဒီစွန်နေတဲ့600 yards မှာရောက်နေပြီးတော့ပြန်နေပြီးတော့ is attached to a string အဲ့စွန်ကြိုးပေါ့เนาะစွန်ကိုချီထားတဲ့ကြိုးက incline at 45 degree to the horizon နဲ့ရေပြင်နဲ့45 degree စောင်းနေတယ်တဲ့ where is the length of the string အဲ့ကြိုးရဲ့အရှည်ကိုရှာပေးပါတဲ့ length of the string ကိုရှာရမယ် assume ဆိုတာယူဆပါတဲ့ there is no slack in the string အဲ့ကြိုးကကြားထဲမှာယော့မနေဘူးလို့ဆိုလိုချင်တာကကြိုးကတင်းနေတယ်မြင်းဖြောင်ဖြစ်နေတယ်လို့ယူဆရမယ်တဲ့တကယ်တော့ဆရာတို့စွန်လို့တဲ့အခါမှာစွန်ကမြင့်မြင့်ကိုရောက်သွားရင်အဲ့ကြိုးကတော့ကြားထဲမှာအိတ်ကျနေတယ်ပေါ့နော်ဒီလိုမျိုးခွေကျနေတာမျိုးလေးရှိတယ်ပေါ့နော်ဒီမှာတော့အဲ့လိုမျိုးမဟုတ်ဘူးတဲ့မြင်းဖြောင်ဖြစ်နေတယ်လို့ယူဆရမယ်တဲ့ okay ဒါဆိုရင်တော့ဆရာတို့ပုံလေးနဲ့ပြန်ပြီးတော့တေးခေါ်ကြည့်မယ်အဲ့စွန်ကဒီနားလေးမှာရှိမယ်ဒီနားလေးကို B လို့ပေးလိုက်B ဒီစွန်ရှိတဲ့နေရာဆိုပါလို့သူဒီမြေပြင်ကနေရောက်နေတဲ့အမြင့်က60 yards ဖြစ်တယ်ဒါကြောင့်ဒီကောင်လေးရဲ့အမြင့်ဒီ60 yards 60 yards okay နောက်တစ်ခါဒီကောင်ကကျိုးဖြစ်မှာပေါ့နော်ဆိုတော့စွန်လို့လဲဆိုလူကဒီနားမှာရှိမယ်အဲ့ကောင်က A လို့ထားလိုက်အဲ့ကျိုးရဲ့အရှည်ကိုဆရာတို့ကရှာရမှာဒီကောင်ကိုရှာရမှာဒါဒီstring ဖြစ်တယ် string အဲ့ string ရဲ့အရှည်ကိုဆရာတို့ရှာရမှာအဲ့ကျိုးနဲ့မြေပြင်ထဲကဘယ်လောက် degree စောင်းနေလဲဆိုရင်45 degree စောင်းနေတယ်ဆိုတော့ဒါကတော့ဆိုတော့ down မှတ်ကြမယ်ဖြစ်တယ်ဒီကောင် C လို့ပေးလိုက်မယ်ဒါဆိုရင်ရှေ့ကအတိုင်းပဲဆရာတို့ကြည့်မယ်ဆိုရင်အနာတနာတိတယ်တောင်းတောင်းတိတယ်နောက်ချက်အနာတနာကိုရှာခိုင်းတယ်ဆိုတော့ရှေ့ကပုံစံနဲ့ဆရာတို့ process ကအတူတူပဲလိုချင်တဲ့အနာက AB ဖြစ်တယ်ဆိုတော့ AB over တိတဲ့အနာက BC ဆိုတော့ BC နဲ့စာ3ကိုချိုးယူမယ်45 degree ကိုဆရာတို့စဉ်းစားရမယ်45နဲ့ကြည့်ပြီးစဉ်းစားရမယ်ဒီကောင်ဒီ hypotenuse ဖြစ်တယ်ဒီကောင်ဒီ opposite ဖြစ်တယ်ဆိုတော့ h by o ဆိုတာဒီ sine အချိုးဖြစ်တယ်3ကိုချိုးကဆရာတို့45ကနေကြည့်ယူမယ်အဲ့တော့45 degree ကနေကြည့်ရင် AB ဒီ hypotenuse BC ဒီ opposite ဖြစ်တယ် hypotenuse ကိုဒီပြီးတော့ opposite နဲ့စာတာဒီ cosecant ဖြစ်တယ်ဒါကြောင့် cosecant 45 degree ဆိုပြီးရသွားမယ်အဲ့ AB ကိုလိုချင်နှစ်ဖက်စလုံးကို BC နဲ့မြောက် BC က60လို့ပေးထားတယ်60 times hypotenuse က root 2 ရှိတယ်45နဲ့ opposite ဖြစ်တာလဲ1 adjacent ဖြစ်တာလဲ1ဆိုတော့ဒီမှာ root 2ပဲဆိုတော့60 root 2ဆိုပြီးဆရာရသွားမှာပေါ့ဒါဒီlength of the string ဖြစ်တယ် therefore the length length of the string equal 60 root 2 unit ကဆရာတို့ကိုဗာနဲ့ပေးထားလဲဆိုရင်ဒီမှာ yards နဲ့ပေးထားတယ်အဲ့တော့ yards yards ဒါဆိုရင် number 3ကိုလည်းရမယ်လို့ယုံကြည်ပါတယ်ဒါဆိုရင် number 4ကိုဆရာတို့ကြည့်အောင် number 4မှာပေးထားတာက an observer 6 feet tall is 20 years away from tower 22 years height determine the angle elevation from his eye to the top of the tower ဆိုတော့ဒီမှာ observer ဆိုတဲ့ကြည့်ရှုသူတယောက်ရှိမယ်တဲ့အဲ့ကြည့်ရှုသူရဲ့အရက်က6 feet tall 6ပေရှိတယ်တဲ့ဒီမှာဆိုတော့ဒီကောင်ကို observer လို့ထားလိုက်မယ်ဒီမှာ observer ကရက်နေတယ်သူ့ရဲ့အရက်က6 feet 6ပေရှိတယ်ပြီးတဲ့အခါကျရင်20 years away from a tower တိုင်းကနေပြီးတော့သူက20 years ပေ20 sorry guide 20 ဝေးတယ်ဆိုတော့ဒီနဲ့ဒီကောင်ကြီးကိုဆရာတို့ကtowerတိုင်းလို့ယူဆလိုက်မယ်အဲ့တော့ဒီဟာက20 yards tower တိုင်းရဲ့အမြင့်ကကြတော့22 yards 22 guide မြင့်တယ်ဆိုတော့ tower တိုင်းရဲ့အမြင့်က22 yards 22 yards
ဒါဒီဆရာတို့ဒီထိတ်နဲ့ဒီအောက်ခြေနဲ့ရဲ့တစ်ခုလုံးရဲ့အမြင့်ဖြစ်တယ် okay ဆရာတို့ရှာရမှာကတော့ determine the angle elevation ဆိုတော့မြင့်ထောင်ကိုရှာပေးရမယ်တဲ့ from his eye to the top of the tower သူကဒီကနေလှမ်းကြည့်မှာဆိုတော့ဒီသူ့ရဲ့ eye level နဲ့တန်းနဲ့ဖြစ်နေတဲ့ဒီ line နဲ့နောက်တစ်ခါ top of the tower ရဲ့ထိပ်နဲ့ကိုလှမ်းကြည့်ပြီးတော့ဆက်ထားတဲ့မြင်းကြားထဲမှာရှိတဲ့ဒီထောင်ကိုရှာပါတဲ့အဲ့ထောင်ကိုဆရာတို့ကတည်လာလို့ထားလိုက်မယ်ဒါဆိုရင်ဆရာတို့ပုံကိုနာမည်ပေးလိုက်မယ် A B C D ဒီကောင်ကို E လို့ထားလိုက် okay အဲ့ဒီတော့ဆရာတို့စဉ်းစားကြည့်ရင်ဒေါင်းကိုရှာရမယ်ဒေါင်းရှာရမယ်ဆိုတော့အနာနာတော့တိမှာဆရာတို့က tree ကိုချိုးယူလို့ရမှာပေါ့ဒါဆိုအောက်ခြေမှာကြည့်လိုက်တော့ဒီကောင်လေးက rectangle ဖြစ်နေတယ် A B C E ဆိုတာ rectangle ဖြစ်နေတယ် rectangle ဖြစ်တယ်ဆိုတော့ဒီကောင်က20 years ဆိုလို့ရှိရင်ဒီကောင်ကလေ20 years ဖြစ်မယ်ဒါဆိုအနာနာဆရာတို့ရပြီsorry ဒီမှာဆရာဒေါင်းမှန်သင်္ကေတလေးထည့်ဖို့ကြံခဲ့တယ် okay နောက်တစ်ခါဒီမှာ hypotenuse ကတော့ဆရာတို့မရနိုင်ဘူးပေါ့နော် hypotenuse space လည်းမထားဘူးဘာသိနိုင်လဲဆိုလို့ရှိရင်ဒီမှာဒီ DB တော့မဟုတ် BD ရဲ့အလျားက22 yards လို့ပေးထားတယ်ဆရာတို့လိုချင်တာကပုံစံအရာ CD ကိုလိုချင်တယ်အဲ့တော့ CD ဆိုတာဒီ BD တဲကနေပြီးတော့ BC နှုတ်ချင်းဖြစ်တယ်ဒါကြောင့် BC သာရမယ်ဆိုရင် CD ကိုဆရာတို့အလွယ်တကူရနိုင်တယ် BC ရဖို့ကိုကြည့်လိုက်တော့ ABCE ဒီရှေ့မှာပြောခဲ့သလို rectangle ဖြစ်တဲ့အတွက်ဒီကောင်က6 feet ဆိုလို့ရှိရင်ဒီကောင်ရဲ့ BC ရဲ့အလျားကလည်း6 feet ဖြစ်မယ်အဲ့ကနေဆရာတို့22တဲ့ကနေ6ကိုနှုတ်လိုက်ရင်ဆရာတို့လိုချင်တဲ့ DC ရဲ့အလျားကိုရသွားမှာဖြစ်တယ်ဒါဆိုရင်အနာနာသိပြီဆိုတော့ဆရာတို့ဒီလိုချင်တဲ့ထောင်ကိုရှာလို့ရမှာပဲဖြစ်တယ်ဒါဆိုရင်အရင်ဆုံးဆရာတို့ဒီ ABCE ဒီ rectangle ဖြစ်တယ်ဆိုတော့အရင်ရေးလိုက်မယ် ABCE is a rectangle rectangle ဒါကြောင့် AE နဲ့ BC နဲ့တူတယ်ဆိုတော့ BC equal AE equal 6 feet 6 feet ဆိုတော့ဆရာတို့ဒီမှာသတိထားရမှာ unit မတူနေဘူးအဲ့တော့ပေကိုခိုင်ပြောင်းလိုက်ရင်6 feet ဆိုတာက2 yards နှစ်ခိုက်ပေါ့နော်3ပေကိုတစ်ခိုက်ဆိုတော့ပြီးရင်နောက်တစ်ခါဆရာတို့ဒီမှာ AB နဲ့ EC နဲ့တူမယ် sorry ဒီမှာဆရာတို့ BC ရပြီဆိုရင်တော့ CD တန်းရှာလိုက် therefore CD equal တစ်ခုလုံးက BD တဲကနေဆရာတို့မလိုချင်တဲ့ BC ကိုနှုတ်မယ်အဲ့တော့ BD က22 minus BC က2ဆိုတော့20 yards ဆိုပြီးတော့ရသွားမယ်ပြီးရခါကျရင်ဆရာတို့ AB နဲ့ EC နဲ့တူတယ် therefore EC equal AB equal 20 yards ဆိုပြီးတော့ရမယ်အဲ့တော့ဆရာတို့လိုချင်တဲ့အနာနာရပြီဒါဆိုရင်ဒီတောင်းရှာလို့ရပြီရတဲ့အနာနာဒီဆရာတို့ theta ကနေကြည့်ရင် opposite နဲ့ adjacent သို့မဟုတ် adjacent နဲ့ opposite ဖြစ်တော့ဆရာတို့ tangent နဲ့ယူပြီးတွက်လိုက်မယ် tangent theta equal ဒီမှာ opposite က CD adjacent က EC CD over EC equal CD ကဆရာတို့ဘယ်လောက်ရလဲဆိုရင်20ရတယ် EC ကလည်း20ရတယ်အဲ့တော့ theta equal 1 tan theta 1ဆိုတော့ဆရာတို့1ဆိုတာဒီ tan 45ဖြစ်တယ်လေအဲ့တော့ therefore theta equal 45 degree ဆိုပြီးတော့ဆရာတို့ဒီ theta ရဲ့တန်ဖိုးရသွားမယ်ဒါဆိုရင်နောက်ဆုံးမှာဆရာတို့ answer sentence လေးပြန်ရေးမယ်ဆိုရင်ဒီကနေပဲဆရာတို့ရေးရမှာပေါ့နော် therefore the angle of elevation elevation from his eye to the top of the tower equal ဆရာတို့ရတဲ့ကောင်က45 degree ဒါဆိုရင်တော့ဆရာတို့ number 4ပြီးပါပြီကျန်တဲ့ပုံစံတွေကိုတော့ဆရာတို့နောက်ထပ်ဗီဒီယိုရမှာဆက်ပြီးတော့ဆွေးနွေးပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်